မြမရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တယ်လို့အမှုပညာလောကမှာဆယ်စုနှစ်များစွာတိုင်အောင်ပရိသတ်တွေရဲ့နှလုံးသားကိုတိမ့်ပိုက်ထားနိုင်တဲ့အကယ်ဒမီအညာကျော်စဉ်ဦးဝဲကတော့အခုအချိန်ထိနုပြိုလာပမှုတွေနဲ့အတူအရှိန်ဝါကြီးမားနေစေဖြစ်ပါတယ်။လက်တလောကျင်းပပြုလုပ်ခဲ့တဲ့ပွဲအခမ်းအနားတစ်ခုကိုမိသားစုနဲ့အတူတက်ရောက်လာခဲ့တဲ့အညာကျော်စဉ်ရဲ့ပုံရိပ်တွေဟာလူမှုကွန်ရက်စာမျက်နှာပေါ်မှာပရိသတ်တွေကြားရေပန်းစားပြီးချီးမွမ်းမှုတွေတတိတရန်ကြီးရရှိနေပါတယ်။ပွဲတဲ့ပုံရိပ်တွေရဲ့မှာမင်းသမီးအညာကျော်စဉ်ဟာအနက်ရောင်ဇာဒီဇိုင်းပွင့်ရိုက်လက်ပြက်ကာဝန်လေးကိုကြောရှင်းစွာဝတ်ဆင်ထားပြီးမျက်မှောက်ခေတ်ဖက်ရှင်ရည်စည်းကြောင်းနဲ့အညီဆွဲဆောင်မှုရှိလှပနေတာကိုတွေ့ရပါတယ်။အနက်ရောင်ဝတ်စုံဟာသူမရဲ့ဖြူဝင်းဦးနေတဲ့အသားရည်ကိုပုံမပေါ်လွင်စေပြီးညှို့တက်ပြင်းတဲ့အလှတရားကိုပေးစွမ်းနေပါတယ်။အဆိုပါပွဲကိုခင်မုန်းဖြစ်သူအကယ်ဒမီပြည်တီဦးသမီးကြီးပြည်တုံတရားတို့နဲ့အတူဘေးချင်းရှင်ထိုင်ပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဘေးကနေပြုံးပြုံးလေးနဲ့ဝန်းရံပေးထားတဲ့ခင်မုန်းဖြစ်သူပြည်တီဦးရဲ့ကြည်နူးစရာပြုံးတွေကလည်းသူတို့ကနီးမောင်နိုင်ရဲ့အောင်မြင်ပြီးတာယာတဲ့အိမ်ထောင်ရေးကိုဖော်ပြနေတယ်လို့အမေတို့သမီးချောလေးပြည်တုံတရားရဲ့ဂျင်းကြခင်ဖက်ရှင်စတိုင်နဲ့အလှတရားကလည်းပရိသတ်တွေကိုအသေးရစေခဲ့ပါတယ်။အသက်အရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့လည်းကလေးနှစ်ယောက်မိခင်လို့မထင်ရလောက်အောင်ကိုခန္ဓာကိုယ်ချိုးစားပြေပြစ်လာပနေစေဖြစ်တယ်လို့အသားရည်ထိမ့်သိမ့်မှုအပိုင်းမှာလည်းစံပြဖြစ်လောက်အောင်နှုတ်ပြလုံးလာပါတယ်။ပရိသတ်တွေကတော့သူမရဲ့ပုံရိပ်တွေကိုကြည့်ပြီးဦးဝဲကတော့အမြဲတမ်းစမတ်ကြပြီးလှနေတုံးပဲအချိန်တွေဘလောက်ပြောင်းပြောင်းအလှတရားကရော့မသွားဘူးဆိုပြီးမှတ်ချက်တွေနဲ့အတူတခဲနဲ့ချီးမွမ်းစကားဆိုနေကြပါတယ်။အမှုပညာအရေးချင်းတင်မကပဲအလှပါပိုင်းမှာပါအမြဲတမ်းစံပြဖြစ်နေတဲ့မင်းသမီးကြီးအညာကျော်စဉ်ရဲ့ပွဲတက်အလှပုံရိပ်တွေပဲဖြစ်ပါတယ်။